ကလေးငယ်မမပါတိတ်မွေးတဲ့နေရာလေးမှာကလေးငယ်ရှိနေရမမသိရဲ့အဆင်ပြေအောင်နေလို့မှဆရာမလို့အောင်ကလေးငယ်ပြုံးနေရမမရှိရဲ့ကဘာကြီးအယောင်ပြန်လာရဲ့ညီမဆန်တော်ချိန်ည9 နာရီရှိပါပြီရှင်ဒီအချိန်ဆိုကလေးငယ်အိပ်ပျော်နေရတာမမိတယ်ကလေးငယ်ပုံမှန်အိပ်တတ်တာကည8 နာရီလေမကညစောပိုင်းနေမအားလက်တော့မနဲ့စကားပြောဖို့ဆောင်ရင်ညနေတဲ့အထိကလေးငယ်မအိပ်ပဲနေခဲ့တာမမိတယ်မတည့်ရဲ့ကလေးငယ်ကမကိုတိတ်ချစ်တာလေကျွန်တော်တို့တစိမ့်တွေပဲနေရအောင်ဆိုတဲ့စကားကိုတော့ခွက်ပြီးမိထားတာပေါ့လေရေးသားပြီးရဲ့နောက်မှာကလေးငယ်ကိုမေတ္တာရေးပို့တာပြပါတယ်မြောက်အရကတော့သူရဲ့အကြီးဆုံးသားလေးချမ်းမြေပါစီပေါ့မေတ္တာပို့ရင်လည်းရရတယ်ကလေးငယ်ရဲ့လူအချင်းလက်ပတ်ချင်းကင်းရှင်ကြပါစေတဲ့ကလေးငယ်မကိုလှည့်စားသွားခဲ့ဘူးတာကိုအမေရမီလို့ပါကလေးငယ်ကပြုံးနေရပဲမကိုတော့မောင်းမနေပါဘူးမလားကလေးငယ်ချစ်တဲ့မဟာမဖြစ်နိုင်တာကိုတော့နှမျောမိရဲ့ကွယ်ဆဲလန်းနေရတော့မဟုတ်ပေမဲ့ဖြူရောင်တီရှပ်လေးတွေဝတ်ထားတာမြည်လိုက်ငေးကြည့်မိတော့သပင်ကဝဲနဲ့ကောင်မလေးရဲ့လက်ကိုတွဲထားတဲ့လူငယ်လေးတွေမြည်ကလေးငယ်များလားထင်နေမိတော့ရဲ့ကျူကဘယ်သူလဲလို့မေးပြီးဝမ်းနေနေတဲ့ကလေးငယ်ရဲ့အချစ်ဆုံးကမဟုတ်ခဲ့တာကိုတော့မလည်းဝမ်းနေရတယ်ကွယ်ကလေးငယ်မပါတိတ်မွေးတဲ့နေရာလေးမှာကလေးငယ်ရှိနေရမသိရဲ့အဆင်ပြေအောင်နေလို့မှဆရာမလို့အောင်ကလေးငယ်ပြုံးနေရမရှိရဲ့ကဘာကြီးအယောင်ပြန်လာရဲ့ညီမဆန်တော်ချိန်ည9 နာရီ